ဒီနေ့မိတ်ဆက်ပေးမဲ့တရိတ်ဆန်ကတော့အရန်ထူးဆန်းတဲ့ axolotl ပါ axolotl ကကုန်းနေရင်နေတတဝအမျိုးစိတ်တစ်ခုဖြစ်ပြီးမက္ကဆီကိုနိုင်ငံမှာတွေ့ရပါတယ်ထူးခြားချက်ကတော့သူတို့ဟာတခြားကုန်းနေရင်နေမျိုးစိတ်တွေလိုမြေပေါ်မှာမနေဘဲတဘဝလုံးရေအောက်မှာပဲနေတတ်ပါတယ်သူတို့ရဲ့အံ့ဩစရာအကောင်းဆုံးကတော့ကိုလက်အကပြန်လဲမွေးဖွားနိုင်တဲ့စွမ်းရည်ပါ axolotl ဟာလက်ချေနှလုံးမျက်လုံးတောင်ထိခိုက်သွားရင်ပြန်လဲကြီးထွားလာနိုင်ပါတယ်ဒီလိုစွမ်းရည်ကြောင့်သိပ္ပံပညာရှင်တွေကလူသားစိပညာအတွက်လေ့လာနေကြပါတယ်အခါလို့ကိုလမ်းလျှောက်တက်တဲ့ငါလို့ခေါ်ကြပေမဲ့တကယ်တော့ငါမဟုတ်ပါဘူးသူတို့ရဲ့ခေါင်းသားဘက်မှာပန်းပွင့်လိုပုံစံရှိတဲ့ပါဟတ်တွေရှိပြီးအဲ့ဒါနဲ့ရေအောက်မှာအသက်ရှူပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကတော့တဘာဝမှာ axolotl အရေးအတွက်ကလျော့နေနေပြီးပြတ်ပွင့်နိုင်တဲ့အန္တရာယ်ရှိပါတယ်။သိငယ်ပေမဲ့ထူးခြားတဲ့သတ္တဝါတစ်မျိုးဖြစ်တဲ့ axolotl ဟာကမ္ဘာပေါ်မှာအလွန်အံ့ဩစရာကောင်းတဲ့တိရစ္ဆာန်တွေထဲကတစ်မျိုးပါ။ကြည့်ရှုပေးခဲ့ကြလို့ဘုသူတ္တတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်နော်။